Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဒီနာချက်စားမယ့်ဟင်းကတော့တောဖူဝတ္တတစိမ်းရဲ့မုံငင်းတို့ကိုအစိမ်းကြော်စားမှာပဲဖြစ်ပါတယ်အရင်ဆုံးဒီမုံငင်းကိုအရင်စိမ်းကျုပ်ပေးပါမယ်ခုတော့စကြော်တော့မှာပဲဖြစ်ပါတယ်အရင်ဆုံးဦးထင်းကိုစီအနေငယ်ရေးထည့်ပါမယ်စီပူပြီးဆိုရင်တော့စက်သွန်ဖြူနဲ့ချင်းကိုအရင်စပြီးစီတက်ပေးပါမယ်ဒီလိုအနေထားလေးရပြီဆိုရင်တော့ဝတ်သားကိုပြန်ထည့်ကျော်ပေးတော့မှာပဲဖြစ်ပါတယ်ဒီလိုကြည့်ဆိုင်တော့ထည့်လို့ရပါတယ်မဆိုင်တော့မထည့်လို့ရပါတယ်တော့ခဏလေးမွေကြိုပြီးတော့ပြီးဆိုရင်တော့ soya sauce အကျဉ်းနဲ့အနောက်ကိုအနည်းငယ်ထည့်ကြိုပေးပါမယ်ဝတ်တာကိုဒီလိုအနေထားရပြီဆိုရင်တော့တောဖူးကိုပြန်ထည့်ကြိုပေးပါမယ်တောဖူးကိုကြတော့10မိနစ်လောက်5မိနစ်ကနေ10မိနစ်လောက်ကြော်ပေးရပါမယ်။ကြော်ပေးပါ။ဒီလိုအနေထားရပြီဆိုတော့စိတ်ထားရဲ့မုံရင်းကိုဆက်ကြော်ပေးလို့ရပါပြီ။ဒီလိုအနေထားရပြီဆိုတော့စားကိုထည့်ပါမယ်စက်သားမုံကိုလည်းထည့်ပါမယ်စားနဲ့စက်သားမုံလည်းထည့်ပြီးသွားပြီဆိုရင်တော့ခဏလေးဒီမုံရင်းကထွက်လာတဲ့အရင်ခန်းတဲ့အထိကြိုပေးလိုက်ရင်ဆိုစားလို့ရပါပြီစိမ်းကြော်ကြိုက်တဲ့သူအတွက်တော့ perfect ပဲဒီဟင်းလေးကတော့မိနာလည်းအရင်ကြိုက်အနည်းနဲ့လည်းကြော်စားဖြစ်တဲ့စိမ်းကြော်လေးဆိုကဲခုတော့စားလို့ရပါပြီကျက်သွားပြီပေါ့နော်အရင်လည်းခန်းထားပြီဆိုတော့အတီးပဲမုံရင်းကတော့အများကြီးထည့်လိုက်တာပြန်ရင်ကျက်သွားတဲ့ချိန်မှာတော့ဒီမှာပကံလေးနည်းနည်းလေးပဲပြန်ရပါပေါ့နော်ဒါမဲ့တယောက်စာအသက်ဆိုရင်တော့အတီးပဲ See you next video